သူတို့ကို block လုပ်ဖို့အဆက်တွေဖြတ်ဖို့စူးစမ်းလိုက်တဲ့အခါတိုင်းတင်းရဲ့ရင်ထဲမှာစိုးနစ်ပြီးတော့နှာချင်းခဲရဘူးတလားငါအရန်ရက်ဆက်ရကြမလားဆိုပြီးတော့တွေးမိနေလားဒါဆိုရင်ဒီဗီဒီယိုကိုဆက်ပြီးတော့နားထောင်တော့ပါတင်ခန်းစားနေရတာဒီဟာဒါအချက်မဟုတ်ပါဘူးဒါက withdrawal symptom မူရစ်စီဝါပြတ်တဲ့လက္ခဏာလိုပါပဲပေါ့နော် neuron science အရာပြောရမယ်ဆိုရင် narcissistic တယောက်နဲ့တွဲခဲ့ပူတဲ့တင်းရဲ့အောင်နောက်ဒီက heroin ဘိန်းဖြူကိုဆွဲလန်းနေတဲ့သူရဲ့အုံနောက်နဲ့ပုံစံတူသွားပြီးဖြစ်ပါတယ်ပေါ့နော်သူတို့တွေကိုမြင်လိုက်တဲ့အခါတိုင်းသူတို့တွေရဲ့အတန်တွေကိုကြားလိုက်တဲ့အခါတိုင်းတင်းရဲ့အောင်နောက်ထဲမှာ dopamine နဲ့ peptide addiction တွေကိုဖြစ်ပေါ်စေတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာကျွန်မကတင်တို့တွေကိုနှစ်သိမ့်စကားပြောပေးမှာမဟုတ်ပါဘူးဒါပေမဲ့တင်းရဲ့အောင်နောက်ကိုဘယ်လိုမျိုးပြန်ပြီးတော့ကေတင်မလဲဆိုတော့ science of no contact အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒါက relationship as white မဟုတ်ပါဘူးဒါက brain surgery ဖြစ်ပါတယ်တင်ကသူတို့ဒီနဲ့ဆက်သွယ်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာတဲ့အခါတိုင်းတင်းရအောင်နောက်ထဲမှာပါတီဖြစ်ပေါ်နေလဲဆိုတော့ဒီလားတင်းရဒီကြောင်းရွံ့မှုတွေကိုအခြေခံတဲ့အပိုင်းအမီဂူလာကအချက်ပြီးခေါင်းလောင်ထိုးတယ်ငါတို့အတက်ရှင်တန်ဖို့အတွက်သူ့ကိုလိုအပ်တယ်ဆိုပြီးတော့လိန်ညာပြီးတော့အချက်ပြီးတယ်ပေါ့နော်အဲ့တော့တစ်ချိန်ထဲမှာပဲတင်းရဒီရဲ့ prefrontal cortex စင်ချင်တုံတရားနဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေကအလုံးမလုံးတော့ပဲနဲ့ shut down ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့တွေကတင့်အပေါ်ကိုဘလို့တွေစိုးဝါးစွာဆက်ဆံခဲ့တယ်ဆိုတဲ့ဒီ logic reality တွေကိုတင်ကမေ့သွားပြီးတော့သူတို့တွေရဲ့ကောင်းကွက်လေးတွေကိုပဲရွေးပြီးတော့မမိနေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ quantum physics တဘောအရာပြောရမယ်ဆိုရင်တင်ကသူတို့တွေရဲ့ profile တွေကိုတွားပြီးတော့ကြည့်လိုက်တဲ့အခါတိုင်းသူတို့တွေရဲ့အကြောင်းကိုတငယ်ချင်းကိုမေးလိုက်တဲ့အခါတိုင်းတင်ကအတိတ်က quantum entanglement ကိုပြန်ပြီးတော့အထက်တွန်းလိုက်တာပဲဖြစ်ပါတယ်တင်ရဲ့ energy တွေတင်ချမ်းတာဖို့တင်အောင်မြင်ဖို့အတွက်အသုံးပြုရမယ့် focus အာယုံစူးစိုက်မှုတွေကအဲ့ဒီ black hole တွေကိုစီဝင်သွားတယ်ပေါ့နော်အဲ့တော့ဒါကိုကျမတို့တွေကဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျမတို့ရဲ့အောက်နောက်ထဲမှာ neuroplasticity ဆိုတာရှိတယ်ကျမတို့တွေအတုံးမပြူတော့တဲ့လမ်းကြောင်းတွေကအလိုလိုတူဟာနဲ့တူဖြစ်စီသွားတယ်အဲ့ဒီလိုမျိုးပဲတင်ကတူတို့တွေကိုလုံးဝမကြည့်တော့ဘူးတူတို့တွေရဲ့အကြောင်းတွေကိုလည်းမစုံစမ်းတော့ဘူးဆိုရင်ရပ်ပေါင်း30ကနေ90အတွင်းအဲ့ဒီ trauma ပေါ်လမ်းကြောင်းတွေကအလိုလို၆တွေ့ပြီးတော့ဖြစ်စီသွားပါလိမ့်မယ်ဒါပေမဲ့တခုတတိထားမှာကတင်ကတစ်ချက်လောက်ဝင်ကြည့်လိုက်မယ်ဆိုတာ ਨੇ အဲ့ဒီလမ်းကြောင်းအဟောင်းတွေကပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်ဒါကြောင့်မလို့ no contact ဆိုတာကတင်ကဒူတို့တွေကိုမုံလို့လောက်တာမဟုတ်ဘူးတင်ရဲ့အောင်နောက်တွေကို detox လုပ်ဖို့အတွက် sterile environment ပုံမှန်ကင်းစင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့အတွက်လိုအပ်တာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကနေအားလုံးကိုကျွန်မစိန်ခေါ်ပါတယ်တင်ရဲ့ဖုန်းထဲမှာရှိသမျှတူတို့ရဲ့ပုံတွေ message တွေအတန်ဖိုင်တွေဗီဒီယိုတွေစတဲ့အရာတွေအကုန်လုံးကိုအခုချက်ချင်း delete လုပ်ပါဒါကရက်ဆက်တာမဟုတ်ဘူးเนาะဒါကတင်ရဲ့အနာဂတ်အတွက် sovereignty အချုပ်ချာအာဏာကိုပြန်ခေါ်ယူတာဖြစ်ပါတယ်ပေါ့နော်တကယ်လို့တင်လုံနိုင်တယ်ဆိုရင်ဗီဒီယိုလေးရဲ့အောက်မှာငါဘဝရဲ့ပဲကန်ရှင်ဖြစ်တယ်လို့ရေးခဲ့ပါတင်ရဲ့အောက်နောက်တွေကို raw ရောပြန်လုပ်ဖို့အတွက်ကျမရဲ့ workshop ကို profile bio link ကနေတဆင့် download search လို့ရပါတယ်